tattoo ကိစ္စကလည်းခဏခဏရှင်းရအောင် tattoo မရှိရဘူးဆိုတော့ဒီ ship owner တွေကကျွန်တော်တို့ကိုသူတို့လူချင်းနဲ့လာတာပေးမယ်ဆိုရင်သူတို့လူချင်းနဲ့ requirement တော့သူတို့ကတောင်းပါပဲနော်တောင်းပါပဲကျွန်တော်တို့ပွဲသားတွေကလည်းသူတို့ ship owner တွေက SRPS ကိုတောင်းတဲ့ requirement တိုင်းကျွန်တော်တို့ကလိုက်ပြောပေးရတာဒါပဲကျွန်တော်တို့တီထွင်ဖန်တီးထားတာ feel လာပြီးရှောက်ပြောနေရလဲတခုမှမရှိဘူးเนาะအဲ့တော့လူသစ်တွေနဲ့ view ဆက်ရမှာအခုနောက်မှာ tattoo မပါတဲ့ကိစ္စတွေခဏခဏပြောတယ်လာတာကောင်းတဲ့ line တွေရပါတော့100 150 line တွေရမပြောဘူးအဲ့တော့လာတာကောင်းတဲ့ line လို့ချင်း tattoo မရှိစေနဲ့ဒါပဲပေါ့ကျွန်တော်တို့ပြောလို့ရဟုတ်တယ်ဒီလာတာလူချင်းနဲ့ဒီ ship owner တောင်းတဲ့ requirement တိုင်းကျွန်တော်တို့ကဖြည့်ဆည်းပေးရเนาะကျွန်တော်တို့ကအလုပ်သမားတွေဖြစ်เนาะအလုပ်သမားဖြစ်တဲ့ကြောင့်မလို့လှုပ်ရှင်ပေးမဲ့လာတာရဖို့အတွက်တူလိုချင်တဲ့ requirement တော့ရှိမှဖြစ်မှာပေါ့နော်